ကဘာပေါ်မှာတကယ်ရှိတဲ့ဂျိုသားဆန်ဆန်တတ်တော်အားတွေ၃မျိုးဒီတရဝါတွေကိုကြည့်ပြီးတော့ဂျိုသားတွေလို့မထင်လိုက်ပါနဲ့ကျွန်တော်တို့ကဘာပေါ်ကအထူးဆန်းဆုံးပင်လယ်တတ်တော်အား၃မျိုးပါနံပါတ်1ငကားတစ်ကောင်လိုလှပလုံးနဲ့ပင်လယ်ငကားပြသူ့ကို Glucus atlanticus လို့ခေါ်ပါတယ်ဒီတတ်တော်အားလေးကိုကြည့်လိုက်ရင်သိပ္ပံစိတ်ကူးရင်ကားတွေကငကားတစ်ကောင်နဲ့အရန်တူပါတယ်သူကရေမျက်နှာပြင်ပေါ်မှာပက်လက်လန်ပြီးတော့ခုခတ်တက်ပါတယ်သူ့ရဲ့အရွယ်အစားကသေးပေမဲ့အစိတ်ရှိတဲ့ပင်လယ်မျိုးတွေကိုစားသုံးပြီးအဲ့ဒီအစိတ်ကိုသူ့ရဲ့ကိုယ်ခန္ဓာမှာပြန်တူလောင်ထားနိုင်တဲ့အတွက်အနေနဲ့ရှိပါတယ်နံပါတ်2မရွက်နဲ့ရေကူးတက်တဲ့ချစ်စရာဒံဘူရေပွဲဒီရေပွဲလေးကိုဒစ္စနီကားတွေကစင်ကလေးဒံဘူရဲ့မရွက်လိုမျိုးအင်္ဂါရက်ပါရှိလို့ဒီနာမည်ပေးထားတာပါပင်လယ်ရေအောက်ပေပေါင်း1000ကျော်အထိအလွန်နဲ့တဲ့နေရာမှာနေထိုင်ပါတယ်သူ့ရဲ့နေရွက်လိုအတောင်ပံလေးတွေကိုခတ်ပြီးတော့ရေကူးတဲ့ပုံစံကတကယ်ကိုထူးဆန်းလွန်းပါတယ်နံပါတ်3ဦးခေါင်းကမှန်လို့ကြည့်နေတဲ့ Very Eye Fish ဒီငါးကတော့တကယ်ကိုဂျိုသားနဲ့တူပါတယ်သူ့ရဲ့ဦးခေါင်းပိုင်းကမှန်လို့ကြည်လင်နေပြီးတော့အထဲကအင်္ဂါတွေကိုအပြင်ကနေမြင်နေရတာပါသူ့ရဲ့မျက်လုံးတွေကဦးခေါင်းရဲ့အတွင်းထဲမှာရှိနေပြီးအပေါ်ဘက်ကိုလှန်ကြည့်နိုင်ပါတယ်အမောင်တူထဲမှာအလင်းရောင်အနှဲငယ်ကိုတော့ဖမ်းယူနိုင်အောင်ဖန်တီးထားတာဖြစ်ပါတယ်ကဲအခုလိုမျိုးနောက်ထပ်ထူးဆန်းတဲ့အကြောင်းအရာလေးတွေကိုထပ်ပြီးတော့သိချင်နေဆိုရင်တော့ channel လေးကို follow လုပ်ထားလိုက်နော်